တို့မြန်မာပြည်ကြီးရေမင်းကိုမေးခွန်းနည်းနည်းလောက်မေးမယ်နော်ငါတို့တွေကလေငယ်ငယ်ကဆိုရင်လေအမေနဲ့အဖေကိုရှာမတွေ့ရင်တောင်ငိုကြတယ်အိမ်ကလွဲပြီးဘယ်မှာမှမပြောဘူးကျောင်းတက်လို့ကျောင်းသွားရတာနဲ့ကျောင်းဆင်းလို့အိမ်ပြန်ရတာချင်းတောင်ငါတို့ကလေအိမ်ပြန်လို့ရပြီလို့ခေါင်းလောင်းတန်ကြတာနဲ့အတင်းပြေးလွှားကြတာအိမ်ပြန်ရတာကိုတအားပျော်ကြတာစားဝတ်နေရေးအဆင်ပြေလားမပြေလားလဲငါတို့သိစရာမလိုဘူးလေအချိန်တန်ရင်စားရမယ်အိမ်မယ်ဆော့မယ်ဒါပဲငါတို့သိတာဘဝရဲ့အပူပင်ဆိုတာဘာလဲမသိသေးတဲ့ကလေးရွှဲလေးတွေပေါ့အခုတော့လေငါတို့မှလေစစ်ပွဲတွေအတွင်းမှာဆိုတော့အိမ်ဆိုတာဘာလဲဆိုတာငါတို့မသိရဘူးမိဘတွေကလည်းစုံစုံလင်းမရှိဘူးငါတို့ကလေးတွေမှာအမေဖေပြီးတော့ကြောင်းသွားရမယ်ဆိုတာလည်းမသိကြတော့ဘူးကလေးဘဝဆော့မယ်စားမယ်အိမ်မယ်ဆိုတာတွေကလည်းမသိတော့ဘူးအကြောက်တရားတွေနဲ့ပဲနေတိုင်းနေရတယ်အခုချက်ချင်းဘာဖြစ်မလဲဝေါစိုးရိမ်နေရတဲ့ဘဝတွေမှာမနှက်ဖြန်ဆိုတာကြီးကိုမမျှော်မှန်းရဲဘူးငါတို့ကလေးဘဝကိုလေမိသားစုစုံစုံလင်နဲ့ပဲဖြတ်တန်းခြင်းနဲ့ပြီးတော့ငါတို့ကျောင်းလဲတက်ခြင်းနဲ့ကျောင်းကခေါင်းလောင်းတန်ကိုလည်းကြားဖူးခြင်းနဲ့တငယ်ချင်းတွေနဲ့လည်းအတူတူဆော့ကစားခြင်းနဲ့အိမ်ဆိုတဲ့မိသားစုရဲ့နှွေးထွေးမှုကိုလည်းငါတို့ခံစားဖူးခြင်းနဲ့အဲ့ဒါကြောင့်မင်းဘယ်တော့မှငြိမ်းချမ်းပါလဲကွာ